ဖြိုးမြန်ကိုမင်းသားတင်ပြီးတိုက်ခန်းရောက်ရတဲ့အထိမွေးသွားတဲ့နေမင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တကယ့်တခါက3မိနစ်မှကြော်ညာနဲ့တင်မကပဲရုပ်ရှင်လောကမှာထိတ်တန့်မင်းသားတယောက်အဖြစ်နဲ့အောင်မြင်ခဲ့တဲ့မင်းသားနေမင်းတယောက်အခုချိန်မှာတော့သူ့ရဲ့နောက်ဆုံးပိုင်ဆိုင်မှုဖြစ်တဲ့တိုက်ခန်းကိုပါထုတ်ရောင်းရတဲ့အထိငွေကြေးကျပ်တဲ့ဆူဆူရွရွနဲ့ကြုံတွေ့နေရပြီဆိုတဲ့သတင်းထွက်လာပါတယ်ပရိသတ်ကြီးတို့သိတဲ့အတိုင်းပဲမင်းသားနေမင်းကတရုတ်ဆောင်ကောင်းရုံတင်မကပဲစီးပွားရေးအမြင်ရှိသူတဦးဖြစ်တဲ့ရုပ်ရှင်ထုတ်လုပ်ရေးကိုတည်ထောင်ပြီးတော့ producer တတိကြီးတဦးဖြစ်နေရည်တည်နိုင်ခဲ့ရပါဒါပေမဲ့အောင်မြင်မှုတွေအထိုးထက်ရောက်နေတဲ့နေမင်းကဘာကြောင့်အခုလိုမျိုးတိုက်ခန်းထုတ်ရောင်းရတဲ့အထိဝဲသွားရတာလဲဆိုတာကိုအနုပညာအတိုင်းဝိုင်းကစိတ်ဝင်စားတဲ့ဝေဖန်သုံးသပ်နေကြပါတယ်အကြောင်းရင်းကတော့အဆိုတော်ဖြိုးမြင့်အောင်ကိုမင်းသားတင်ဖို့စ조사ခဲ့ရကြောင်းလို့လူပြောများနေပါတယ်ဖြိုးမြင့်အောင်ကမြန်မာရီတော်စီဇန်3မှာမိုဟင်းကားရောက်တဲ့ဘဝကနေဝင်းနာစုကိုရယူနိုင်ခဲ့သူဖြစ်လို့ပြည်သက်အားပေးမှုအခိုင်အမာရရှိခဲ့ရပါနေမင်းကတော့ဖြိုးမြင့်အောင်ရဲ့နောက်ခံဘဝကိုတန်းသားငင်ညာပြီးတော့သူ့ကိုတဘာဝတရုပ်ဆောင်မင်းသားတယောက်ဖြစ်နေဆင်တင်ပေးဖို့တိမ်မောင်းတောင်းချီရင်းနှီးမြှုပ်နှံခဲ့ပါတယ်နေမင်းကဖြိုးမြင့်အောင်ကိုအခြေခံလူဒန်းစားကိုစားပြုဇာလန်းနေမှာမင်းသားတင်ပြီးတော့မဟာရုပ်တန်လိုင်းတွေနဲ့ချိတ်ဆက်ပြီးတော့ဇာလန်းတွဲတွေရုပ်ရှင်ကားကြီးတွေအကြီးအကျယ်ရိုက်ကူးခဲ့ပါတယ်ဒါပေမဲ့ပြဿနာကဖြိုးမြင့်အောင်ကအဆိုတော်တယောက်အနေနဲ့အောင်မြင်ပေမဲ့မင်းသားတယောက်အနေနဲ့ကျတော့မင်းသားရုပ်လုံးဝမပေါက်ပါဘူးဖြိုးမြအောင်ရဲ့ဖွာလန်ကျဲနေရဲ့သပင်အားလေးရှာလေးစကားပြောဟန်တဲ့ PTV စုပ်ပုံစံတွေကပရိသတ်ကိုဆွဲဆောင်နိုင်စွမ်းမရှိခဲ့ပါဘူးပရိသတ်တွေကဖြိုးမြအောင်ကိုမင်းသားတင်တာကနေမင်းရဲ့အမားကြီးပဲလို့တဲ့ပြောတဲ့အထိဝေဖန်မှုတွေပြင်းထန်ခဲ့ပါတယ်နေမင်းရဲ့ကုသမြဖြိုးမြအောင်မင်းသားပါဝင်တဲ့ဇာတ်ကားတွေကရုပ်ရှင်ရုံတင်တဲ့ခါမှာရောရုပ်သံလိုင်းတွေမှာကြည့်ရှုသူမရှိဘဲအကြီးကျယ်အရှုံးပေါ်ခဲ့ပါတယ်နေမင်းကဖြိုးမြအောင်ကိုလက်တွဲခေါ်ခြင်းပေမဲ့အဆင်မပြေတာပါဖြိုးမြအောင်ကသူ့ရဲ့ရုပ်ရည်ပိုင်းအားနည်းချက်တွေကြောင့်ပရိသတ်တွေကရုပ်ရှင်ရုံမှာပတ်စံပေးပြီးတော့မကြည့်ခဲ့ကြပါဘူးနေမင်းကတော့ဖြိုးမြအောင်နဲ့အတူငလေးပေးသည့်လူတွေကိုအိမ်တွေဆောက်ပေးတဲ့ပရိသတ်တွေလုပ်ခဲ့ရကြောင်းပရိသတ်ကလေးစားခဲ့ကြပေမဲ့ရုပ်ရှင်ထုတ်လုပ်သူတယောက်အနေနဲ့ကြတော့ဒီရွေးချယ်မှုကသူ့ရဲ့ဘဝကိုတိုက်ခန်းရောက်ရတဲ့အထိကန်ဆိုးစေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်နေမင်းကစိတ်ထားကောင်းတဲ့အနုပညာရှင်တဦးပါဖြိုးမြအောင်လိုဘဝနာသူတဦးကိုလက်တွဲခေါ်ခဲ့တာကချီးကျူးစရာဖြစ်ပေမဲ့စီးပွားရေးမှာတော့စေတနာထက်ဈေးကွက်ကပို့ပြီးတော့စကားပြောတယ်ဆိုတာကိုဒီဖြစ်ရကသက်သေပြလိုက်တာပါနေမင်းရဲ့ဖြစ်ရကအနုပညာလောကမှာထုတ်လုပ်သူတွေအတွက်သင်ခန်းစာအကြီးကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်ဒီဖြစ်ရကတော့အနုပညာလောကမှာစေတနာကအရာအလုံးမဟုတ်ဘူးဆိုတာပြသနေပါတယ်နေမင်းရဲ့ပရိသတ်တွေကတော့သူ့ကိုအားပေးစကားတွေပြောကြသလိုဖြိုးမြအောင်အနေနဲ့လည်းမလိုက်ဖက်တဲ့နေဘက်ကိုကူးပြောင်းဖို့စ조사ခဲ့ရကသူ့ကိုကူညီတဲ့သူပေါ်တိခိုက်စေတဲ့အတွက်ဝမ်းနည်းနေကြပါတယ်ရှေ့ဆက်ပြီးတော့နေမင်းတယောက်ဘယ်လိုမျိုးရုံထွက်လာမလဲဆိုတာကတော့တကယ့်ကိုစိတ်ဝင်စားစရာပါကဲပရိသတ်ကြီးတို့ရောနေမင်းတယောက်အခုလိုမျိုးမွေးသွားခဲ့ရတာကတကယ်ပဲဖြိုးမြအောင်ကိုမင်းသားတင်ရိုင်းပြီလို့ထင်ပါသလားဒါမှမဟုတ်တခြားသောအကြောင်းရင်းတွေရှိနေမလားဖြိုးမြအောင်တယောက် PTV စုပ်ပုံစံနဲ့မင်းသားလုပ်ဖို့စ조사ခဲ့တဲ့ပုံမှာရောပရိသတ်တို့ရဲ့အမြင်ကိုပြောခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်